ပေါင်းနဲ့ခါရောင်းနဲ့ဟောဒီအလူမန္တတော်ကြီးဖြိုးလဲလို့ရောင်စုံဖြာရင်မဖြစ်သောသားကိုတာမဏေပေါင်းတွင်လို့သာဝဲကြီးကျင်းပါစေငါပြောစီနာဝီဝီစာသာချမ်းမြေ့ကြည့်လို့စရာမြင့်မြတ်သောဌာနသူတိကြတော်လားဝိနည်းရလတ္တဝါသာရုဏမောဒနာမြာယူနိုင်စရာဒီအလူရှင်တို့ရဲ့ပြုလိုက်တဲ့သာရှင်ပြုဝေပါချက်ဒီမင်္ဂလာပေါင်းနဲ့ခါရောင်းမန္တတော်ကြီးဖြိုးလဲလို့ရောင်စုံဖြာရှင်မဖြစ်တော်သားတာမဏေ